ကိုကအမြဲတမ်းဝတ်နေတဲ့ uniform ပေါ့နော်အလုပ်မှာဝတ်နေတဲ့ဝတ်စားကိုတရဝတ်ဆင်ခြင်းနဲ့ကိုခန္ဓာကိုယ်ရဲ့မိသားရှိနာမိနဲ့တကူတန်ရှင်းမှုဆိုတဲ့ဥစ္စာအရန်ရေးကြည့်ရဲဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်အဲ့ဒီကိုရဲ့ဝတ်စားမှာတေးတေးချာချာရှော့ဖို့ပြီးတော့မှတေးတေးချာချာမိကျွေထိုးပြီးတော့မှဝတ်ပြီးတော့မှအလုပ်သွားတဲ့အချိန်မှာကိုယုံကြည်မှုဖြစ်တဲ့ခံစားမှုနဲ့ဒီလိုစုပ်ပြတ်တက်ပြီးတော့တွန့်လိန်နှန်းဆိုပြီးတော့မှမလျှော်မိထားတဲ့အဝတ်နဲ့သွားတဲ့နေ့အလုပ်ကိုသွားတဲ့နေ့ကိုရဲ့ယုံကြည်မှုကိုသိရပေါ့နော်အတူတူပဲပေါ့နော်ကိုရဲ့လောက်ပေါ်ခိုင်တဲ့အချင်းချင်းကလည်းကိုရှိကနေပြီးတော့မှမွေးတဲ့အနံ့လေးတရဖြစ်နေတဲ့ပုံစံလေးဖြစ်နေရဆိုလို့ရှိရင်အလိုနေရင်တစ်ဖက်လူကလည်းကိုကိုယုံကြည်မှုရှိရဲပေါ့နော်အဲ့ဒီဟာကကိုကဘာမှတောင်မလုပ်ရသေးဘူးကိုယ့်ရဲ့ပုံစံကိုကြည့်ရနေတော့တစ်ဖက်လူကယုံကြည်မှုရှိရဲကိုကိုရှိန်နေဆိုတာကိုလေးစားတယ်ပေါ့နော်သူဒီလိုမျိုးလူစားမျိုးဆိုတာအပြန်ကနေကြည့်ပြီးတော့မှကိုယ့်ရဲ့ပြနေစရာလောက်စရာမလိုပဲနဲ့ကိုလူတွေရှိန်စေတဲ့အရာတစ်ခုပေါ့နော်ဘာလဲဆိုတော့ဒါကအရန်ရေးကြည့်တယ်လူငယ်တွေအတွက်အရန်ရေးကြည့်ကိုလည်းခွန်အားဖြစ်တယ်လို့သူများတွေဘက်ကနေလည်းကိုမထင်မဲ့မြင်ပြုတ်တာကိုရခိုင်တော့အများကြီးရှော့ချစေတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်ပါတယ်ဘိုင်ဘိုင်